ုံးရွှေနီယာကန်ကောင်းတဲ့အိမ်တွေဖြစ်ဖို့ဒါတွေကိုစစ်ဆေးပါပထမဆုံးကတော့တင်းရဲ့အိမ်ရှိမှရေရင်မြင့်ရှိသလားဆိုတာပါဖုံးရွှေရဲ့အစီရင်အကောင်းဆုံးချက်ကတော့နေအိမ်ရှိဘက်ဒီမှာအရင်မြင့်ကောင်းမွန်တဲ့ရေရရှိခြင်းပဲဖြစ်ပါတယ်နေအိမ်တင်ရဲ့အဓိကလိုအပ်ချက်ကတော့တောက်သုံးရင်နဲ့ရေသုံးပြုမှုလုံလောက်ခြင်းပဲဖြစ်ပါတယ်ကောင်းမွန်တဲ့ရေမရရှိဘူးဆိုရင်တော့တနည်းတာနေထိုင်မှုအတွက်လုံးဝအဆင်မပြေနိုင်ပါဘူးအင်းကြီးအောင်အဆောက်အုံကြီးတွေမှာမနေထိုင်ရပြီမဲ့ရေရဲ့ကြွေဝချမ်းသာခြင်းတွေပဲစိတ်ချမ်းသာစေရမှာမို့လို့ဖြစ်ပါတယ်နံပါတ်2နေကတော့အိမ်ကလမ်းမထက်နှိမ့်နေသလားဆိုတာပဲဖြစ်ပါတယ်အိမ်ရှိရဲ့မြေသားလမ်းမကြီးထက်နှိမ့်ကျနေတာတို့နှစ်ထပ်အိမ်ဆောက်လုပ်ခြင်းအတွက်ကြောင့်အောက်ခြေအောက်ထက်ကလမ်းမထက်နှိမ့်ကျနေရဆိုရင်တော့အိမ်ရဲ့တကားပေါက်တွေဂရင်ကုန်းတွေအထားသူတော့လမ်းမမြင်နဲ့ညီထားရှိဆောက်လုပ်ပေးရပါမယ်။ဘုံရွှေစီရင်ရဲ့ခြီဆွဲရင်ရဆိုရင်တော့ဒီလိုမျိုးလမ်းမကနေအိမ်ထက်မြင့်နေလို့ရှိရင်နှိမ့်ကျတဲ့ကန်တွေဖြစ်ပေါ်စေနိုင်ပါတယ်။နံပါတ်3အိမ်တကားမကြီးကိုတစ်စုံတစ်ခုအကွယ်ထားသလိုဖြစ်နေလား။တချို့နေအိမ်တွေရဲ့အိမ်တကားမကြီးမှာဆိုရင်ရှောက်လန်းဝင်သွားပြီးမှရှောက်လန်းကိုကောင်းကောင်းမသွားရအောင်လို့ပရီဘောကအစွန်းနေနဲ့ပိတ်နေတာမျိုးဟာတကားဘောက်ကိုကျဉ်ကျက်စေတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုမျိုးမဖြစ်သင့်ပါဘူး။နေအိမ်တင်ရဲ့အဓိကအရေးကြီးဆုံးကအိမ်တကားမကြီးတွေပဲဖြစ်ပါတယ်။ကံကောင်းခြင်းတွေချစ်ချင်းတရားတွေစီးပွားတိုးတက်ခြင်းတွေစားရိတ်ကိစ္စဝါအတွက်အိမ်တကားမကြီးကိုကြည်ကြင်ဝန်းနဲ့ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုပါတယ်။နံပါတ်4အင်းရှိမျက်နှာစာရောကွယ်နေတဲ့အရာတွေရှိနေလား။ဒီလိုဆိုရင်တော့ဖေရှားနိုင်သမျှဖေရှားပစ်လိုက်ပါ။ဒီလိုຢာရီကွယ်နေတာကြောင့်မိမိအိမ်အတွက်ကောင်းခြင်းကံတွေပိတ်ဆို့နေရတာလေးဖြစ်စီပါတယ်။ဖုံးရွှေရဲ့ရှာချီအစီရင်နဲ့ဥဒတိုင်းဝင်းခတ်တားဆီးလို့လည်းရနိုင်ပါတယ်။ဒါတော့အိမ်ဒီမှာကံကောင်းစီဖို့အတွက်ဖုံးရွှေနေရစစ်ဆေးတဲ့အရာတွေပဲဖြစ်ပါတယ်။